လှပတဲ့နေတဲ့ဝစ်စုံနဲ့ဇနီးဟောင်းကိုမြင်လိုက်ရတဲ့အခါခင်မောဟောင်းဖြစ်သူကရှေ့ကိုတိုးပြီးချီးကျူးစကားဆိုခဲ့ပါတယ်မင်းကလေးကသူမကော်ဖီဆိုင်ကိုအလုပ်သွားရတော့မယ်လို့ပြောတဲ့အခါသူကအဲ့ဒီဆိုင်ကိုငါဝယ်လိုက်ပြီးအခုကစပြီးအဲ့ဒီဆိုင်ကမင်းအပိုင်မဲ့လို့ပြောပြီးသူမလက်ကိုဆွဲကဆိုင်ကိုခေါ်သွားခဲ့ပါတယ်ဆိုင်ရောက်တော့ဇနီးဟောင်းကသူ့အတွက်ကော်ဖီတစ်ခွက်ဖြောပေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူဟာဇနီးဟောင်းရဲ့ညီမဖြစ်သူကိုဆိုင်ကိုခေါ်လိုက်ပြီးသူ့ရဲ့ချစ်သူအဖြစ်တွဲဖို့ကမ်းလှမ်းလိုက်ပါတယ်ညီမဖြစ်သူကတော့ဒီဘီယန်လာကြီးကိုသာလက်ထပ်လိုက်ရရင်တထေးကတော့ဖြစ်တော့မယ်ဆိုတဲ့အတွေးနဲ့ချက်ချင်းပဲသဘောတူလိုက်တာပေါ့ဒါပေမဲ့ခင်မိုးဟောင်းကစီကန်းချက်တစ်ခုထုတ်လိုက်ပါတယ်အဲ့ဒါကတော့လွန်ခဲ့တဲ့3လကဇနီးဟောင်းကြုံခဲ့ရတဲ့ကားအက်ဆီဒင့်အကြောင်းအသေးစိတ်ကိုစုံစမ်းပေးဖို့ပါပဲဒါကိုလုပ်ပေးနိုင်ရင်ဒေါ်လာ10တန်းပေးမယ်လို့ပြောလိုက်တဲ့အခါလောဘကြီးတဲ့ညီမဖြစ်သူကဝမ်းသာအားရနဲ့သဘောတူခဲ့ပါတယ်ညီမဖြစ်သူထွက်သွားပြီးနောက်မှာတော့သူဟာဇနီးဟောင်းနားကိုသွားပြီးအလုပ်တွေကူလုပ်ပေးနေပါတယ်ဇနီးဟောင်းကရှင်ဒီနေ့ရှင်ချစ်သူစီမသွားဘူးလားလို့မေးတဲ့အခါသူကငါကဘာလို့သူ့စီသွားရမှာလဲလို့ပြန်ဖြေပါတယ်မင်းကလေးကတော့ခင်မိုးဟောင်းရဲ့လုပ်ရက်တွေကိုနားမလည်နိုင်အောင်ဖြစ်နေပါတယ်ကျမကရှင်ဇနီးဟောင်းဖြစ်နေရင်တောင်ရှင်အခုချစ်သူကိုလစ်လူမရှုတင်ဘူးလေလို့ပြောပြီးဆိုင်ကိစ္စတွေကိုသူမဘာသာလုပ်မယ်ဆိုပြီးသူ့ကိုပြန်ခိုင်းပါတယ်သူကတော့မပြန်ခင်ညကြရင်လာကြုံမယ်လို့ကတိပေးခဲ့ပါတယ်တစ်ဖက်မှာလည်းညီမဖြစ်သူကပတ်စံမှတ်တာကြောင့်သူမရဲ့ရီးစားမင်းကလေးရဲ့စစ်ဆက်ထားသူစီသွားပြီးသူမင်းကလေးအပေါ်ဘလိုတွေရုပ်မှခဲ့လဲဆိုတဲ့အထောက်အထားတွေကိုလှုပ်ဝက်ဗီဒီယိုရိုက်ပြီးတင်စီခဲ့ပါတယ်ညဘက်မှာတော့သူဟာဇနီးဟောင်းကိုအိမ်ပြန်လိုက်ပို့ပြီးအရင်လိုပဲဖက်နဲ့လဲပေးဖို့လုပ်ပါတယ်ဒါပေမဲ့မင်းကလေးကညှင်းဆန်တဲ့အတွက်ဘာလို့ညင်းတာလဲလို့သူကမေးပါတယ်မင်းကလေးကအရင်ကသာကျမတို့ကလင်မယားတွေပါအခုကကွာရှင်းပြီးသားလေးလို့သတိပေးပါတယ်ပြီးတော့မနှက်ဖြန်ရောဆိုင်ကိုလာဦးမလားလို့မေးလိုက်တဲ့အခါသူကသူမကိုနေရံမှာအတင်းကပ်ပြီးဒီဆိုင်ကမင်းအတွက်ငါဝယ်ပေးထားတာလေလို့ပြောရင်းမျက်နှာချင်းဆိုင်နီးကပ်သွားခဲ့ပါတယ်မင်းကလေးလည်းရင်ခုန်ပြီးကြောက်သွားတာကြောင့်ရေချိုးတော့မယ်ဆိုပြီးအခန်းထဲကိုအမြန်ပြေးဝင်သွားပါတော့တယ်